ချစ်တို့ရေအားလုံးပဲမင်္ဂလာပါလိုင်းမလို့ရနာလဲကြာပြီနော်အိမ်ပြောင်းနေတော့ကြာတော့လေးနည်းနည်းလေးမအားလို့နော်နိုင်ငံမင်းချစ်တာပါရှင်ကဲအားလုံးပဲကျေးဇူးတင်ပါတယ်ကိုယ့်ရဲ့နော်ချစ်ပရိသတ်လေးနော်အဲ့မှာချစ်တဲ့လေးချမ်းမဲ့နော်ဒီအောင်စီခရင်လေးရက်စီထားပါတယ်ရှင်သပင်းတန်ခြင်းနဲ့လူသပင်းပြောပြောင်းနှုံးညက်ခြင်းနဲ့ဆိုလို့ရှိရင်အားပေးဖို့ရန်ကောင်းပါတယ်နော်ဈေးလက်တင်နဲ့ပစ္စည်းလက်ကောင်းတယ်နော်အမှန်ပါမနော်ထီမို့အတွက်ကတော့တကယ်ကောင်းပါတယ်နော်ဒါလေးကပေါင်းစည်းလေးပါနော်ဒီပေါင်းလေးဆိုရှင်ဈေးလက်တင်နဲ့ပစ္စည်းလက်ကောင်းတယ် quality လည်းမြင့်လို့နော်ကျညာပေးတာပါနော်ဈေးလက်တင်ပြီးတော့ပစ္စည်းလက်ကောင်းခြင်းအမှန်ကန်နော်ပေါင်းစည်းကောင်းလေးရချင်တယ်ဆိုလို့ရှိရင်ရတော့ပေါ့နော်ဒီပေါင်းစည်းလေးကိုသုံးပေးသင့်ပါတယ်နော်အသီးအနှံလေးနဲ့နော်ကဘာဝတီနှံလေးနဲ့ထုတ်လုပ်ထားရဆိုတော့ဘာဆိုချုံမှမရှိစေရပါဘူးနော်စပင်းတန်ခြင်းနဲ့စပင်းကောင်းခြင်းနဲ့ဆိုလို့ရှိရင်ဒီပေါင်းစည်းလေးကမသုံးမဖြစ်မဖြစ်မနေသုံးပေးရမယ်နော်ကောင်းပေါင်းစည်းလေးဆိုလို့ရှိရင်လည်းမမားပါဘူးရှင်ဒါလေးကိုသုံးပြီးတော့အညိုးဘာနော်ပြချင်တာပါနော်ပစ္စည်းလည်းကောင်းရမယ် quality လည်းမြင့်ရမယ်ဈေးလည်းတင်ရမယ်ဆိုလို့ရှိရင်တော့ဒီအရာလေးကအရန်ကိုကောင်းပါတယ်ပေါင်းစည်းလေးကတကယ်ကိုကောင်းလို့တကယ်ကြော်ညာပေးတာပါနော်ပြီးလို့ရှိရင်ဒါလေးကတော့ပေါင်းစည်းဘူးလေးပါနော်ဒါလေးဆိုလို့ရှိရင်လည်းအရန်ကောင်းပါတယ်သူကဘယ်လိုလဲဆိုလို့ရှိရင်ပေါ့နော်သူကဘိုးပုံသဏ္ဍာန်နဲ့လဲလာတယ်လို့မျိုးပေါ့နော်သူကအထုပ်လေးတွေနဲ့လည်းထုတ်လုပ်ထားခြင်းပဲဖြစ်ပါတယ်နော်ဒီလိုမျိုးဘူးလေးနဲ့သုံးချင်တယ်ဆိုလို့ရှိရင်လည်းရတယ်လို့မျိုးပေါ့နော်ထုပ်လေးနဲ့သုံးချင်တယ်ဆိုလို့ရှိရင်လည်းရပါတယ်ဈေးရတော့ဘယ်လိုလဲဆိုလို့ရှိရင်တင့်လေးတွေဆိုတော့တအားကိုနော်ကိုလိုသလိုသုံးသလိုပေါ့နော်ကိုရဲ့ထူရှာမှုကတော့လုံးဝရလာမှာဖြစ်ပါရဲ့ရှင်ဈေးလည်းတင်ရမယ်ပစ္စည်းလည်းကောင်းရမယ် quality လည်းမြင့်ရမယ်ဆိုလို့ရှိရင်ကတော့လက်သစ္စာကောင်းကိုဆက်သွယ်ပြီးတော့မင်းမြန်းပြီးဝယ်ယူအားပေးလို့ရပါတယ်ရှင်ပြီးလို့ရှိရင်ခေါင်းလျှော်ရည်ဆိုလို့ရှိရင်လည်းအရန်ကောင်းတယ်အရန်ကိုတော့ကြိုက်တယ်ဆိုတော့နော်ခေါင်းလျှော်ရည်ဆိုလို့ရှိရင်လည်းတကယ်ရှိပါတယ်နော်ပြောချင်တာကတော့နော်မမတို့ရှိမှအမြဲအားပေးနေကြပါဒီမှာနော်ဒီကခေါင်းလျှော်ရည်လေးရှိပါတယ်ဒါလေးဆိုရင်အတွင်းလေးနေပါတယ်အဲ့ဒါကတော့ကြိုက်တဲ့လူတွေအတွက်ထူးရောက်ရှိလာတယ်ဈေးလေးတင်ပစ္စည်းလည်းကောင်းတယ် quality လည်းမြင့်လာတယ်ရှင်ဘယ်လိုလဲဆိုလို့ရှိရင်နော်ဈေးတင်တယ်လို့ပေါ့နော်ထူရှားမှုလည်းရှိရမယ်ကိုသုံးနာကိုပေါ့နော်ဘယ်လိုလဲဆိုရှင်တကယ်အားပေးကိုသုံးနာပေါ့နော်အကျိုးရှိအောင်ကိုပြောချင်တာပေးတာဖြစ်ပါတယ်ရှင်ဟုတ်ပြီနော်ပြီးလို့ရှိရင်ကတော့မအမြင်ကျင်ညာနေကြဟုတ်ပြီလားဒီလိုမိတ်ကပ်စိုက်တဲ့သူတွေဆိုလို့ရှိရင်လည်းဒီမိတ်ကပ်ပပစီလေးနဲ့လာချင်တယ်ဆိုလို့ရှိရင်ဒီလိုမိတ်ကပ်လေးတွေရှိပါတယ်ဒီကလေးကတော့ IV cream လေးပါဒီ IV cream ဆိုလို့ရှိရင်လည်းလေပြောရမယ်ဆိုရှင်မနက်ကလေးကလိမ့်ထားတဲ့မျက်နှာပေါ့ဂလိုးပြီးတော့တင်းအေးလေးဖြစ်နေဆိုလို့ရှိရင်ကတော့နော်ဒါလေးကိုသုံးဆွဲပေးဖို့မမေ့ပါနဲ့ရှင်ဒါလေးကတော့ IV cream လေးပါဈေးလည်းတင်ရမယ်ပစ္စည်းလည်းကောင်းရမယ် quality လည်းမြင့်ရမယ်ပို့ပြီးလို့ရှိရင်ကိုယ့်ရဲ့မျက်နှာလေးကပပချီဝင်းတောက်လေးဖြစ်ရှင်နေဆိုလို့ရှိရင်ဒါလေးကိုသုံးပေးတင်ပါတယ်ဟုတ်ပြီလားဈေးလည်းတင်ရမယ်ပစ္စည်းလည်းကောင်းရမယ် quality လည်းမြင့်ရမယ်ဟုတ်ပြီနော်ဒီထုတ်လေးဆိုလို့ရှိရင်ဈေးကလည်းတာဝဲပဲရှိရအများကြီးလည်းမရှိဘူးဈေးလည်းတင်တယ်ပစ္စည်းလည်းကောင်းတယ် quality လည်းမြင့်တယ်တခါလိမ့်လိုက်ရုံနဲ့ကိုလေတနေ့ကိုပါလီကတင်းအီလေးနဲ့ဟောတည့်ရမလားဂလိုးပြီးတော့တက်နေမှာဖြစ်ပါတယ်ရှင်တကယ်ဂလိုးကျင်တဲ့သူတွေတကယ်လှကျင်တဲ့သူတွေရတော့ဘောနော်မဖြစ်မနေ IV cream လေးကိုသုံးဝေးပါလို့ကိုကနော်ပြောပြီးတော့ကျညာပေးခြင်းပဲဖြစ်ပါတယ်ရှင်အားလုံးပဲကျေးဇူးတင်ပါတယ်ချစ်သူကြီးတတ